ချစ်ခင်လေးစားရပါတော့ကျွန်တော်ကိုအားပေးကြတဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာဒီကနေ့30ရက်12လ2025အင်္ဂါနေ့မနက်ပိုင်း12နာရီ1မိနစ်အတွက်ကျွန်တော်ရဲ့ချစ်မိတ်ဆွေများအကြိုက်တူရင်လည်းထိုးလို့ရအောင်ကန်ဆန်းလို့ရအောင်လို့ကျွန်တော်မြင်ထားတွေ့ထားတဲ့ site ကလေးကိုချပြပေးမှာဖြစ်ပါတယ်အခုကျွန်တော်ပြထားတဲ့ site ကလေးကကျွန်တော်မိတ်ဆွေများကြိုက်ရင်လည်းလိုအပ်တယ်လို့အသုံးပြုလို့ရအောင်လို့ရှာထားတာပေါ့နော်ဒီ site ကလေးကကြတော့သူက break site ကလေးဖြစ်ပါတယ်သူကတော့9 break ပေါ့နော်9 break ဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာ9 break ရှာထားရတယ်ပေါ့နော်မိတ်ဆွေတို့ကဒီထဲမှာ one chain တို့ key တို့မြင်လို့တွေ့လို့ရှိရင်လည်းကတ်ကစားပေါ့နော်ဒါမှမိတ်ဆွေတို့ကြိုက်တာနဲ့တိုက်တဲ့ကဏ္ဍနဲ့ကပ်ပြီးမှကစားလဲရပါတယ်နော်ဒါ9 break မိတ်ဆွေတို့ကြိုက်ရင်လိုတလို့အသုံးပြုပါ2 break ထွက်ပြီးလို့လည်း2 break မထွက်ရဘူးလို့တတ်မှတ်မထားပါဘူးเนาะ3 break ထွက်ပြီးလို့လည်း3 break ထပ်မထွက်ရဘူးလို့တတ်မှတ်ထားတာမရှိပါဘူးเนาะဘာဖြစ်ဖြစ်မိတ်ဆွေတို့ကြိုက်မှတော့ကစားပါเนาะโอเคခုဒါလေးကကြတော့ကျွန်တော်ဒီအင်္ဂါနေ့မနက်ပိုင်း12နာရီ1မိနစ်အတွက်ဆက်မပေးခဲ့ရင်လည်းကျွန်တော်မိတ်ဆွေတွေထိုးကြေးနဲအောင်ပေါ့နော်ဆက်ပေးခဲ့ရင်လည်းမြတ်မြတ်ရအောင်လို့ကျွန်တော်တကွက်ထဲနော်မိတ်ဆွေတို့အကြိုက်တွေ့စေမဲ့ site ကလေးကျွန်တော်ဆွဲပြပေးမယ်ကျွန်တော် site ကလေးကိုစလိုက်အောင်ပေါ့နော်ဒီပြအောင်ထဲမှာဆိုလို့ရှိရင်လေးနှလုံးရှိပါတယ်နော်ဒီပြအောင်ထဲမှာလေးနှလုံးဒုတိယအပြအောင်ထဲမှာကြတော့ကိုနှလုံးနော်ဒုတိယအပြအောင်ထဲမှာကိုနှလုံးနောက်ထပ်ကျွန်တော်တတိယအပြအောင်လေးဆွဲလိုက်မယ်လေးနှလုံးကိုနှလုံးလို့လေးနှလုံးကိုနှလုံးလို့ချပေးမယ်ဆိုလို့ရှိရင်ဒီနေ့မနက်ပိုင်းက9နှလုံးပေါ့ဗျာနော်လေးနှလုံးကိုနှလုံးလို့ချပေးမယ်ဆိုရင်ကျွန်တော်က9နှလုံးဆိုပြီးယူထားလိုက်တယ်ပေါ့နော်အဆုံးကအပြိုင်အောင်ထဲမှာခွန်ဆိုပြီးတော့မှကျွန်တော်ယူလိုက်တယ်ဒါတော့ထိပ်စီးပေါ့နော်ပြီးကျွန်တော်ပိတ်ဆိုင်ကလေးပြပေးမယ်ပိတ်ကကြတော့ဒီမှာ4ရဲ့နှက်က2ဟုတ်ပြီနော်4ရဲ့နှက်က2နော်ပြီးရင်4နဲ့5နဲ့ကိုကြော်လိုက်မယ်4နဲ့5နဲ့ကြော်ပြီးတော့ဒီ9ကနေစိုက်လိုက်မယ်ဒီမှာ9ရဲ့နှက်က6နော်9ရဲ့နှက်က6ဟုတ်နော်9ရဲ့နှက်က6အဲ့လို4နှက်က2 9နှက်က6လို့ပဲဒီနေ့မနက်ပိုင်းမှာဆက်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒါ9နဲ့6နဲ့ကြော်လိုက်ရင်ဒီခွန်ကနေစယူမယ်အဲ့4နှစ်96လို့နက်ခတ်အလေးကိုပိတ်ချပေးမယ်ဆိုလို့ရှိရင်ဒီနေ့မနက်ပိုင်းကခွန်ရဲ့နက်ခတ်ကတုံညပါဗျာနော်
ခုနှစ်ခက်တုံညဆိုပြီးကျွန်တော်ယူလိုက်မယ်အဲ့တော့ကျွန်တော်ဒီနေ့မနက်ပိုင်းမှာထိုးရမယ်ခဏခွန်တုံညပါနော်ပြီးရင်ကျွန်တော်နောက်ထပ်မိတ်ဆွေတို့ပို့ပြီးတော့ထိုးရတာအားရှိစေမယ်ပုံစံလေးကိုကျွန်တော်ပြပေးမယ်နော်မိတ်ဆွေတို့ဒီခွန်တုံညကိုထိုးရတာကြိုက်တယ်ဆိုလို့ရှိရင်ထိုးရတာပို့ပြီးတော့အားရှိအောင်လို့ကျွန်တော်ပြပေးမယ်သူကဘယ်လိုလဲဆိုလို့ရှိရင်သူကဘယ်လိုလဲဆိုတော့အစိမ်းရောင်လေးနဲ့ပြပေးမယ်နော်ဒီမှာ၄နှစ်ဆိုပြီးတော့နက်ခတ်ထွက်ထားတယ်နော်၄နှစ်ဆိုပြီးတော့နက်ခတ်ထွက်ထားတယ်သူ့ရဲ့အောက်မှာ65ဆိုပြီးတော့တပင်ကျော်လိုက်မယ်နော်65ကိုတပင်ကျော်လိုက်ရင်66ဆိုတဲ့ကဏ္ဍတွေ့မယ်ဒီမှာ66ကဏ္ဍဒီ66ကရောနက်ခတ်ပဲနော်ဒီ66ကလည်းနက်ခတ်ပဲ၄နှစ်ဆိုပြီးတော့နက်ခတ်ထွက်ပြီးတော့65ကိုတပင်ကျော်လိုက်ရင်66ဆိုပြီးတော့နက်ခတ်ပြန်ထွက်တာကိုတွေ့ရပါတယ်ဒီ66ကိုလည်းဒီ66ကနေအောက်ကိုခွန်6ဆိုပြီးတော့တပင်ကျော်လိုက်မယ်ဆိုရင်နော်ခုကျွန်တော်ရထားတဲ့ခုကျွန်တော်ရှာလို့ရထားတဲ့ခွန်တုံညဆိုတဲ့ကဏ္ဍတွေ့မယ်နော်အဲ့ဒီခွန်တုံညဆိုတဲ့ကဏ္ဍရောနက်ခတ်ပဲမဟုတ်လားနော်ခွန်တုံညဆိုတဲ့ကဏ္ဍကလည်းနက်ခတ်ပဲအဲ့တော့ပြောချင်တာကတော့ထိုးလို့အားရှိအောင်ထိုးလို့အားတတ်အောင်ပေါ့နော်ဘုမ၄နှစ်နက်ခတ်တစ်ချိန်ထွက်ပြီးတော့မနက်ပိုင်းတစ်ချိန်ချပြီးတော့နောက်ထပ်နက်ခတ်66ဆိုပြီးတော့ထပ်ထွက်ပါတယ်နော်အဲ့တော့66ရဲ့အောက်မှာလည်းတစ်ချိန်ချပြီးတော့နော်ခွန်6ဆိုပြီးတော့တစ်ချိန်ချပြီးတော့ခွန်ညဆိုပြီးတော့နက်ခတ်ထွက်မလားနော်အဲ့တော့နက်ခတ်ကိုတပင်ကျော်လေးချပေးတော့မယ်ဆိုလို့ရှိရင်ဒီနေ့မနက်ကျွန်တော်ရထားတဲ့ခွန်တုံညနဲ့ကွက်တီဖြစ်နေရပေါ့နော်ဒါမိတ်ဆွေတို့ထိုးရတာအားရှိအောင်ကျွန်တော်ပြပေးတာပေါ့နော်ကျွန်တော်မိတ်ဆွေများကနက်ခတ်ကိုရန်ကျင်တယ်ဆိုရင်ရန်ထားပေါ့နော်ကဲဗျာဘာဖြစ်ဖြစ်တဲကိုပို့ထိုးမယ်နော်တဲကိုပို့ထိုးမယ်ဘာပဲဖြစ်ဖြစ်ဆိုတာကျွန်တော်အရန်ကျင်ရန်လို့ရအောင်လို့ပေါ့နော်ဒီနက်ခတ်ကိုပလေးရန်ထားပါဗျာနော်ကြိုက်ရင်လည်းမိတ်ဆွေတို့တဘောပေါ့နော်ပလေးရန်ဆိုတာတကယ်လို့ခွန်တုံညစက်မပေးခဲ့ရင်လည်းမိတ်ဆွေတို့ထိုးကြည့်တက်တာပြီးတော့ဆက်ပေးခဲ့ရင်အမြဲများရအောင်လို့ပေါ့နော်အဲ့တော့နက်ခတ်ထွက်ခဲ့ရင်လည်းထိုးကြည့်လေးပြန်ရအောင်လို့ရန်ကျင်နေဆိုရင်လည်းရန်လို့ရပါတယ်နော်โอเคပါ30ရက်12လ2025မနက်ပိုင်း12နာရီ1မိနစ်တော့စိုက်ကတော့ခုနကပြောတယ်လို့ပဲနော်ဆက်မပေးရင်လည်းထိုးကြည့်တက်တာအောင်ဆက်ပေးရင်လည်းအမြဲများရအောင်လို့နော်ဒီလောက်ပဲနော်စိုက်ကတော့ဒီလောက်ပါပဲโอเคကျွန်တော်ချမိတ်ဆွေအားလုံးကျမ်းမာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းရှင်းကြပါစေလူအင်စန္ဒတွေတလုံးတဝနဲ့ပြည့်စုံပြီးတော့လူတန်းပေးကမ်းစင်ကြဲနိုင်တဲ့ပုဂ္ဂိုလ်ထူပုဂ္ဂိုလ်မြတ်တွေဖြစ်ပါစေကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြုံးနိုင်ကြပါစေခင်ဗျာကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော် DHA ကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးအထူးတင်ပါတယ်